နိုင်ရေးလုံးမယ်ဆိုတာတတိထားလူကြီးလုံးမယ်ဆိုလဲတတိထားတတိပေးဆရာရှိအချောက်တွေတတိထားအချောက်တွေပဲမင်းတို့တတ်သွားမှာဘာလုပ်ငန်းပဲလုပ်လို့အချောက်ကိုတတိထားညင်ညင်တတကိုင်းအချောက်ဆိုတာသူတို့ကနှစ်ဖက်ချုံသူတို့ဟိုဖက်လက်ချုံတယ်ဒီဖက်လက်ချုံတယ်ကုမ္ပဏီမှာအချောက်ရှိရင်တတိထားမင်းတို့စီပွားရေးပြည့်စည်အောင်လဲလုပ်နိုင်တယ်တိုးတက်အောင်လဲလုပ်နိုင်တယ်မင်းတို့ပျော်အောင်လဲသူတို့လုပ်နိုင်အချောက်တွေကထက်တယ်သူတို့ကထက်တဲ့ဓာပြက်လွယ်တယ်တတိထားအချောက်တွေအချောက်နဲ့အပြုတ်တတိအဆူတတိအချောက်ကြောင့်ပြက်စီးသွားနိုင်တယ်တီလဲတီနိုင်တတိထားဒီလောက်ပဲပြောချင်နိုင်ငံရေးလှုပ်ခေါင်းဆောင်ပဲလှုပ်အချောက်တတိထား